ကိုယ့်ရဲ့စိတ်ဓာတ်နဲ့စွမ်းအင်တွေကိုကုန်ဆုံးစေတဲ့သူတွေ energy vampires တွေကိုရှောင်ကျဉ်ဖို့ဒါမှမဟုတ်ကင်တွယ်ဖို့ဆိုတာကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက်တကယ်ကိုအရေးကြီးပါတယ်။ဒါကကိုချစ်ရလဲရောက်ပါတယ်။သူတို့ကိုဘယ်လိုရှောင်ကျဉ်မလဲဆိုတာကိုပြောပြပေးခြင်းပါတယ်။နံပါတ်1လူတွေကိုခွဲခြားသတ်မှတ်ပါ။အရင်ဆုံးဘသူတွေကကိုစိတ်သက်ကြစေတယ်လဲဆိုတာသတိထားကြည့်ပါ။အမြဲတမ်းအစိုးမြင်တတ်သူများသူတစ်ပါးကိုအပြစ်တင်ပြီးကိုအမြဲတမ်းကောင် victim လုပ်တတ်သူများကိုယ့်ရဲ့အောင်မြင်မှုကိုမပျော်ရွှင်နိုင်ပဲဝေဖန်နေသူများနံပါတ်2စီးပေါင်များတတ်မှတ်ပါ set boundaries အာဏာတက်တဲ့စိတ်ကိုခဏဘေးဖယ်ထားပါအချိန်ကန့်သတ်ပါသူတို့နဲ့စကားပြောရမယ့်အချိန်ကိုအတက်နိုင်ဆုံးနည်းအောင်လုပ်ပါငါအခုအလုပ်လေးရှိနေလို့ဆိုတာမျိုးနဲ့ရင်ကြေးလမ်းခွဲပါပုဂ္ဂိုလ်ရေးရများမပြောပါနဲ့ကိုယ့်ရဲ့အားနည်းချက်ဒါမှမဟုတ်အရေးကြီးတဲ့အစီအစဉ်တွေကိုသူတို့ကိုအတိမပေးပါနဲ့သူတို့ကအဲ့ဒါကိုတုံးပြီးကိုစိတ်သက်ကြအောင်လုပ်နိုင်လို့ပါနံပါတ်3စိတ်ခံစားချက်ကိုထိန်းချုပ်ပါသူတို့ပြောသမျှလုပ်သမျှအပေါ်တုံ့ပြန်မှုမပေးမိအောင်ကြိုးစားပါသူတို့ကကိုဒေါသထွက်အောင်ဒါမှမဟုတ်ဝမ်းနည်းအောင်တမင်လုပ်တာမျိုးဖြစ်နိုင်ပါတယ်သူတို့စကားကိုဟုတ်လားအော်အေးပါဆိုတာမျိုးအေးဆေးဆေးတုံ့ပြန်ပြီးစကားဖြတ်လိုက်ပါနံပါတ်4ပတ်ဝန်းကျင်အသစ်ရှာဖွေပါအစိုးမြင်သူတွေနေရာမှာအပြုသဘောဆောင်တဲ့သူတွေနဲ့အစားထိုးပါကိုအားပေးတဲ့သူလမ်းမှန်ပြတဲ့သူစိတ်တက်ကြွစေတဲ့တငယ်ချင်းတွေနဲ့အချိန်ပိုပေးပါပတ်ဝန်းကျင်ကောင်းကကိုယ့်ရဲ့စိတ်တက်ကိုပြန်လည်မြင့်တင်ပေးနိုင်ပါတယ်နံပါတ်5ဟင်းအင်းလို့ပြောတတ်ပါစေကိုစိတ်ပင်ပန်းစေမဲ့တောင်းဆိုမှုတွေချင်းဆိုမှုတွေကိုညှင်းပယ်ဖို့မကြောက်ပါနဲ့ကိုယ့်ရဲ့စိတ်အေးချမ်းမှုကပထမဦးစားပေးဖြစ်ရပါမယ်မှတ်ချက်တစ်ခါတလေအဲ့ဒီလူကရှောင်လို့မရတဲ့မိသားစုဝင်ဒါမှမဟုတ်လုပ်ဖို့ကင်ဖက်ဖြစ်နေတတ်ပါတယ်အဲ့ဒီအခါမှာတော့စိတ်ချင်းခက်ခွာနေတတ်ဖို့ကြည့်ယူရပါမယ်သူတို့စကားကိုနားထဲထည့်မထားပဲကိုယ့်အလုပ်ကိုအာယုံစိုက်တာကအကောင်းဆုံးပါ energy vampire တွေနဲ့ပတ်သက်လာရင်စကားပြောမှမဟုတ်ပဲသူတို့ရှိနေုံနဲ့တင်လူကနှုံးချသွားတတ်တာတကယ်ကိုစိတ်ညစ်ဖို့ကောင်းတဲ့အခြေအနေတစ်ခုပါဒါကစိတ်ကူးယဉ်နေတာမဟုတ်ပဲစိတ်ပညာနဲ့အာယုံကြောသိပ္ပံအရာခိုင်လုံတဲ့အကြောင်းရင်းတွေရှိပါတယ်စကားမပြောဘဲနဲ့ဘာလို့စွမ်းအင်ကုန်ဆုံးရတယ်လဲဆိုတဲ့အချက်တွေကိုအောက်မှာရှင်းပြပေးထားပါတယ်နံပါတ်1အလိုသိမြင်နေတဲ့နှိုးကြမှု hypervigilance လူတစ်ယောက်ဟာကိုစိတ်ဒုက္ခပေးနိုင်တယ်လို့စိတ်ထဲကသတ်မှတ်ထားမိရင်ကိုယ့်ရဲ့အုံနောက်က survival mode ရှင်သန်ရေးစနစ်ထဲကိုအလိုရောက်သွားပါတယ်သူဘာလုပ်မလဲဘာပြောမလဲဆိုတာကိုကြိုတင်တွေးပူနေရတဲ့အတွက်စိတ်ကအမြဲတမ်းတင်းခံထားရပါတယ်ဒီလိုတင်းခံထားရမှုကခန္ဓာကိုယ်ထဲက cortisol စိတ်ဖိစီးမှုဟော်မုန်းတွေကိုထွက်စေပြီးစကားတခုမှမပြောရသေးခင်မှာတင်လူကပင်ပန်းနေပါပြီနံပါတ်2အပြုသဘောမဆောင်တဲ့လှိုင်းများ emotional contagion လူတွေမှာတယောက်ရဲ့ခံစားချက်ကိုတယောက်ကကူးစက်တတ်တဲ့သဘောရှိပါတယ် energy vampire တွေဟာများသောအားဖြင့်ဒေါသမကျေနပ်မှုတိမ်ငယ်မှုစတဲ့ negative energy တွေကိုအမြဲတည်ဆောင်ထားတတ်ကြပါတယ်စကားမပြောရင်တောင်သူတို့ရဲ့မျက်နှာအမူအရာတက်ပြင်းချတဲ့ကိုနေဟန်ထားတွေကနေတဆင့်အဲ့ဒီအစိတ်တောက်ခံစားချက်တွေကကိုယ်စီကူးဆက်လာပြီးကိုယ့်ရဲ့စိတ်ကြည်လင်မှုကိုဖျက်ဆီးပစ်တာပါနံပါတ်3ကိုယ့်ရဲ့စွမ်းအင်ကိုအကာအကွယ်ပေးနေရခြင်း energy shielding သူတို့နဲ့အတူရှိနေတဲ့အခါကိုမထိခိုက်အောင်စိတ်မပြတ်အောင်စိတ်ထဲကနေအကာအကွယ်တိုင်းတွေ boundaries ခိုင်မာစောင့်နေရပါတယ်သူဘာပဲပြောငါစိတ်မဆိုးဘူးဒါမှမဟုတ်သူ့အစိတ်တွေငါစီမရောက်စေရဘူးလို့ကိုသတိပေးနေရတာကတင်တကယ်ကိုအားစိုက်ထုတ်ရတဲ့အလုပ်တစ်ခုဖြစ်နေလို့ပါနံပါတ်4အလိုမကျမှုနဲ့ပိတ်မိနေတဲ့ခံစားချက်ငါဒီလူနဲ့မပတ်သက်ချင်ဘူးဒါပေမဲ့ရှောင်လို့မရဘူးဆိုတဲ့အတွေးမျိုးဥပမာရုံးခန်းထဲမှာသို့မဟုတ်မိသားစုထဲမှာကစိတ်ကိုအင်မတန်ပင်ပန်းစေပါတယ်အဲ့ဒီ internal conflict အတွင်းစိတ်ပဋိပက္ခကြောင့်ပဲလူကစွမ်းအင်တွေကုန်သွားရတာပါအောက်ပါနီလန်းများသုံးပြီး energy vampire များအသင့်စွမ်းအင်ကိုမဆုပ်ယူနိုင်အောင်ကာကွယ်ပါနံပါတ်1 grounding technique သူတို့နဲ့အတူရှိနေချိန်မှာကိုယ့်ရဲ့အသက်ရှူမှုကိုပဲအာယုံစိုက်ပါကိုယ့်ခြေထောက်ကကြမ်းပြင်းနဲ့ထိနေတာကိုခံစားပြီးပြစ္ဆုတ်ပံမှာပဲနေပါနံပါတ်2 mental wall စိတ်ထဲကနေမှန်သားပြင်တစ်ခုချထားတယ်လို့မြင်အောင်ကြည့်ပါသူတို့စီကလာတဲ့ negative အရာတွေကအဲ့ဒီမှန်ကိုထိပြီးပြန်ကန်ထွက်သွားတယ်လို့မှတ်ယူပါနံပါတ်3 limited time စကားမပြောဘူးဆိုရင်တော့သူတို့နဲ့တခန်းနဲ့အကြာကြီးရှိမနေမိအောင်ကြိုးစားပါနေရခဏဖယ်ပေးပါ
ဒါဟာကိုကအားနည်းလို့မဟုတ်ပဲကိုယ့်ရဲ့စိတ်ခံစားမှုကထိခိုက်လွယ် sensitive ဖြစ်ပြီးပတ်ဝန်းကျင်ကိုမြန်မြန်သိရှိနားလည်တတ်လို့ဖြစ်တာပါကိုယ့်ရဲ့စိတ်ဆွမ်းအားကိုပြန်လည်ဖြစ်တင်းဖို့အတွက်သူတို့နဲ့ဝေးရမှာတယောက်တည်းအနားယူချိန် alone time ပေးဖို့မမေ့ပါနဲ့